TV3 ရဲ့အစမှာတော့ Red ဟာအပြင်ခိုးထွက်တာကိုသူမအဖေသိသွားပါတယ်ဒီလိုနဲ့ Red ဟာရဲ့မိတို့ဖြစ်သူကနင်ကလေးတွေဖြတ်ပြီးတော့မင်းညအပြင်ခိုးထွက်တယ်လို့ငါကြားရင်တော့ဆိုပြီးတော့ Red ဟာကိုပြောလိုက်ပါတယ် Red ဟာတောင်းပန်မာရမိဒါကလာမင်းကြီးကရမ်းလာလို့ပြင်ထွက်ပြီးလမ်းရှောင်နဲ့တက်တော်ထဲမှာလမ်းပြောက်သွားလို့ပါဆိုပြီးတော့မိတို့ဖြစ်သူကိုပြောနေတော့မှပဲမိတို့ဖြစ်သူကနင်ဒီတက်ပို့ပြီး view site တဲ့နင်လောက်တာတွေကငါကောင်းပေါ်ကိုပြစ်ပုံကြလာတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီချိန်မှာပဲ Red ဟာရဲ့ဖေကမင်းရက်လိုက်တော့ Red ဟာကိုဒီလောက်ထိပြောကြမလို့ပါဘူးဆိုပြီးတော့မိတို့ဖြစ်သူကိုပြောလိုက်ပါတယ်လွေးပြည်သူကလည်းဟုတ်ပါပြီဆိုပြီးတော့အပြင်ကိုထွက်သွားပါတယ်ရဲရဖေကငါမနေ့ကအတွက်မင်းကိုတောင်းပန်ပါတယ်ငါမင်းကိုမရိုက်လိုက်သင့်ဘူးဆိုပြီးတော့ရဲဟာကိုတောင်းပန်လိုက်ပါတယ်ရဲရကတော့မဟုတ်ပါဘူးအဖေမှန်တာလုပ်ခဲ့ရပါအားလုံးကသမီးမရကြီးပါပဲအဖေသမီးကိုလုပ်ပေးခဲ့တာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ရဲရဖေကလည်းအဖေလည်းဒါပဲကြားတင်ခဲ့တာမင်းနားလဲဆိုရင်ရပါပြီငါတယောက်တည်းရတာမင်းကိုကောက်ဝယ်နိုင်တဲ့လူပဲဆိုပြီးတော့ရဲဟာကိုပြောလိုက်ပါတယ်ဒါနဲ့မင်းဘာလို့ကြောင်းဝစုံဝတ်ထားတာလဲဒီနေ့အိမ်မှာပဲလေ့ကျင့်ရမယ်လို့ငါပြောထားရမလားဆိုပြီးတော့ရဲဟာကိုမေးလိုက်ပါတယ်ဒီချိန်မှာပဲရဲဟာရဲ့ဖေရဲ့လက်ထောက်ကရောက်လာပါတယ်ဒီလိုနဲ့ Red ဟာကိုဝတ်စားသွားလက်ခံလိုက်ပါတယ် Red ဟာတော့သူမအဖေလက်ထောက်နဲ့သူမအဖေစကားပြောတာကိုချောင်းနှောက်ထောင်နေပါတယ်သူမအဖေရဲ့လက်ထောက်ကမင်းညကိစ္စကောင်းလေးတစ်ယောက်နဲ့ဆက်နွယ်နေပါတယ်ဆိုပြီးတော့ Red ဟာအဖေကိုပြောလိုက်ပါတယ်အကောင်လေးကစေဦးကျောင်းကကျောင်းသားဖြစ်ပြီးတော့စေဦးဖျားကျောင်းကခေါင်းဆောင်ရဲ့သားလည်းဖြစ်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါဒါကိုလည်းခိုးနှောက်ထောင်နဲ့ Red ဟာကြားသွားပြီးတော့ချီတိုအတွက်စိတ်ပူသွားပါတယ်တစ်ဖက်မှာတော့ချီတော့ဘာပုံတစ်ပင်ပေါ်ကနေအောက်ကိုဆင်းဖို့အော်နေပြီးတော့ရန်ကိုကချီတို့ရဲ့ကျင့်နဲ့တခုမှားနေထင်တယ်ဆိုပြီးတော့မီယိုပြောလိုက်ပါတယ်မီယိုကလည်းသူမကိုညီမကောင်းဖြစ်တဲ့ပုံစံနဲ့ဇွန်မီတွေကိုကြိုက်တတ်တဲ့လူလိုပဲထင်ထားဆိုပြီးတော့ပြောနေပါတယ်ချီတို့ကတော့ဗဇက်ပိတ်ထားငါဒါတွေကိုမကြားချင်ဘူးမီယိုလို့ပြောလိုက်ပါတယ်ပြီးတော့သူကလူသားမဆန်တဲ့အရာတစ်ခုလုပ်ခဲ့တယ်ဒါပေမဲ့အဲ့ဒါဘာပုံအသက်ပြန်ရှင်လာသေးတယ်လေတကယ်ပါပဲမင်းမပြောဘူးလားဆိုပြီးတော့ချီတို့ကရန်ကိုမေးလိုက်ပါတယ်ရန်ကိုကတော့အဲ့ဒါငါပြောပါတယ်ဒါပေမဲ့အဲ့ဒါကိုငါသိမယုံကြည်ဘူးဆိုပြီးတော့ချီကိုပြောလိုက်ပါတယ်ဒါပေမဲ့ညောင်လို့အော်တယ်ကတော့ဘာပုံဆိုတာသိကြပါလေဆိုပြီးတော့ချီတို့ကပြောနေပါတယ်ရန်ကိုကတော့တခုမှနေထင်တယ်သူ့ရဲ့မျက်လုံးတွေကဖြူနေတယ်သူ့မှာခံစားချက်မရှိသလိုပဲအဆင်ပြေပါမလားဆိုပြီးတော့ချီတို့ပြောလိုက်ပါတယ်ချီတို့ကတော့အဆင်ပြေပါတယ်အတန်လဲတူတူပဲလေဆိုပြီးတော့ပြောလိုက်ပါတယ်ဒါမဲ့နင်းသေးချောင်းစင်းသားကြည့်စမ်းပါသူကတကယ်ပဲအသက်ပြန်ရှင်လာဆိုရင်သူကဇုံမီတစ်ကောင်လိုလူတွေကိုတိုက်ခိုက်နိုင်တယ်လေသူကိုက်လိုက်တဲ့လူတွေလည်းဇုံမီဖြစ်လာနိုင်တယ်လေဆိုပြီးတော့ရန်ကိုကပြောလိုက်ပါတယ်ချီတို့ကတော့ဒါကမဖြစ်လာနိုင်ပါဘူးကျုပ်ပြစာကိုထည့်ရဟာတွေအပြင်မှာတကယ်မရှိပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဘာပုံကအပြင်ကိုပြေးထွက်သွားပါတယ်ချီတို့နဲ့ရန်ကိုကတော့အကြောင်းမသွားတော့ဘဲနဲ့ဘာပုံနောက်ကိုလိုက်သွားပါတော့တယ်ဖះเจ้าမှာတော့မီယိုသူအဖိုးကဘာဖြစ်တာလဲဆိုပြီးတော့မေးနေပါတယ်မီယိုကကြီးကြီးအကိုကတခြားကြောင်လေးတစ်ကောင်ခေါ်လာပြီးတော့ဘာပုံကတတ်သွင်းနိုင်လိုက်တယ်ဆိုပြီးပြောနေပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဖိုးဖြစ်သူကလည်းနားသိမ့်မကောင်းတာကြောင့်သူကြားညာလေးကြားသွားပြီးတော့အိုးငါသိပြီ तू ကဘာပုံကတတ်သွင်းနိုင်လိုက်တယ်ပေါ့ကောင်းတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ချီတိုနဲ့ရန်ကိုကဘာပုံနောက်ကိုလိုက်နေတော့မှဘာပုံကရေမြောက်ပေါက်ထဲကိုဝင်သွားပါတယ်တစ်ဖက်မှာတော့ရဲဟာအိမ်ထဲကနေခိုးတန်နေတော့မိသွေးဖြစ်သူကမြင်သွားပါတယ်ဒါမဲ့မိသွေးဖြစ်သူကသူမအဖေတော့ဘာမှမပြောလိုက်ပါဘူးဒီလိုနဲ့ချီတိုနဲ့ရန်ကိုကဘာပုံဝင်သွားတဲ့ရေမြောက်ပေါက်ထဲကိုလိုက်ပြီးတော့ဝင်သွားပါတယ်ရန်ကိုကတော့သူမခန္ဓာကိုယ်နဲ့မဆန့်တာကြောင့်အလဲမာရင်တစ်ပြီးတော့ကြံခဲ့ပါတယ်ရေမြောက်ရဲ့အဆုံးမှာတော့တိုက်ပြက်ကြီးရဲ့အောက်ခြေကိုရောက်လာပါတယ်ရဲဟာစုပ်ချောင်းအောင်သွားပြီးတော့ချီတိုရှိလာဆိုပြီးတော့ချီတိုတငယ်ချင်းကိုမေးလိုက်ပါတယ်ဒီနေ့ကျောင်းလာကိုထင်တယ်ဆိုပြီးတော့ချီတိုတငယ်ချင်းကပြောလိုက်ပါတယ်ဒါနဲ့မင်းစုစီကဘာလို့ကျင်တာရှိလို့လဲဘာအတွက်ကြောင့်လဲဆိုပြီးတော့မေးနေပါတယ်ရဲဟာတော့ကျမတို့ကိုတခုစိုးရင်လို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်ချီတိုတငယ်ချင်းကတော့ကြေခွဲနေပါတယ်ဒီလိုနဲ့ရဲဟာတိုက်ပြက်ကြီးမှာချီတိုများရှိမလားဆိုပြီးတော့ရောက်လာပါတယ်တိုက်တက်ဆန်ဆန်ချီတိုလည်းဘာပုံကိုလိုက်ရှာနေတယ်တိုက်ပြက်ကြီးရဲ့အောက်ခြေမှာရှိနေပြီးတော့ဘာပုံ6လခန့်မှစားနေရအောင်လည်းချောင်းကြည့်နေပါတယ်ရဲဟာလည်းတိုက်ပြက်ကြီးစီကိုသွားနေတော့မှသူမအဖေကနောက်ကနေလိုက်လာပါတယ်ရဲဟာမင်းတတော်လေးကိုလမ်းလျှောက်ထွက်လာတော်တော်ဝေးဝေးရောက်ခဲ့တဲ့ထင်တယ်တော့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲချီရွာလည်းရဲဟာနဲ့ရဲဟာဖေတို့မြင်သွားပါတယ်ရဲဟာဖေပြတော့တိတ်နောက်မကြသေးငါမင်းကိုခွတ်လွတ်နိုင်သေးတယ်မင်းကဆန်ခါမင်းကလေးပြစ်ပြီးတော့ငါသမီးပဲဆိုပြီးတော့ပြောနေကြမှာရဲဟာတော့မဟုတ်ဘူးဆိုပြီးတော့သူမအဖေဖြစ်တဲ့လက်ကိုပုတ်ထုတ်လိုက်ပါတယ်အခုလိုလုပ်လိုက်တာဘာအကြောင်းများချက်ကြောင့်လဲရဲဟာဆိုပြီးတော့သူမအဖေကမေးလိုက်ပါတယ်အဖေသမီးကအဖေရဲ့သမီးဆိုတာမှန်ပါတယ်ဒါမဲ့အဲ့ဒါကသမီးရဲ့ယာအလုံးကိုပိုင်နေဆိုတာမဆိုးလို့ပါဘူးဆိုပြီးတော့သူမအဖေဖြစ်သူကိုပြောလိုက်ပါတယ်အဖေကိုသမီးတစ်ခုတောင်းဆိုချင်ပါတယ်ကျေးဇူးပြုပြီးတော့သမီးကိုလွတ်လပ်ခွင့်ပေးပါဆိုပြီးတော့သူမအဖေကိုပြောလိုက်ပါတယ်သူမအဖေကမင်းလို့ချင်တာဘလို့လွတ်လပ်ခွင့်လဲအိမ်ကနေထွက်သွားကြတာလားဒါမှမဟုတ်အချစ်အတွက်လွတ်လပ်ခွင့်လားဆိုပြီးတော့မေးပြီးတော့ရဲဟာကိုသူမအဖေဖြစ်ပြီးတော့လက်ကနေဆွဲပြီးတော့အိမ်ကိုပြန်ခေါ်နေပါတယ်ဒါကိုဘာပုံကမြင်သွားပြီးတော့ရဲဟာအဖေဖြစ်သူကိုကြံလိုလိုက်တာလေရဲဟာအဖေဖြစ်သူကမျက်လုံးပြူနေကြောင်တွေ့ရကြောင်ယောဂတွေကူးစက်နိုင်တယ်ပြီးတော့နောက်ကိုဆုတ်သွားပါတယ်ရဲဟာတော့ဘာပုံတပ်ပြန်ရှင်းလာပြီဆိုတော့ဂျီတိုဆေးပေါ်တာအောင်မြင်သွားပြီဆိုတာသိလိုက်ရပါတယ်ဒီချိန်မှာပဲဘာပုံကိုရဲဟာရဲ့ဖေကတုံးနဲ့ရိုက်တော့မဲ့ချိန်မှာရဲဟာရှေ့ကနေဝန်ခံလိုက်တာကြောင့်ရဲဟာကိုရိုက်မိပြီးတော့တောင်းကိုပြုတ်ကျသွားပါတယ် No! Rhea! Chihiro. ဒီတို့ချိန်မှာတွင်ရဲဟာတောင်တောင်းနဲ့တိုက်မိပြီးတော့သုံးသွားပါတယ်
ဒီချိန်မှာပဲမိုးရွာချလာပါတယ် Rhea, no. Rhea! Answer me! You weren't supposed to actually die. I thought you were just joking around. Were you serious? Whenever I die, I'm sorry, but I just can't do it. hero. Whoa, no way. I didn't even give you the potion, but you're alive. Dear God, how could this happen? Master Donichiro, sir. Hero, please. ရဲဟာချက်ချင်းသေသွားတာမျိုးမဟုတ်ဘဲနဲ့ဂျီရိုစီကိုလမ်းလျှောက်လာပြီးတော့ဂျီတို့နေဂရီပေးထားရမလားငါ့ကိုကျေးဇူးပြုပြီးတော့တတ်သွင်းပေးပါဆိုပြီးတော့ပြောပြီးတော့ဂျီတို့ရင်ဝင်ထဲမှာတင်စောင်းသွားချပါတယ် Rhea, okay.